မင်္ဂလာပါဒီနေ့ဒီလိုဆုံးတွေ့ရတာမင်္ဂလာပါကျွန်တော်15နှစ်အတွင်းမှာစင်ဆက်မပြတ်အမြဲတမ်းလိုလိုအားပေးတဲ့ပြည်သူအလုံးကိုဒီနေ့ကနေကျွန်တော်အဖွဲ့ကကျေးဇူးတင်တဲ့အကြောင်းပြောချင်ပါတယ်တချို့ကန်ဆာမဲတွေမပေါက်ကြဘဲနဲ့အရန်လာကြည့်ခြင်းတဲ့တကယ်ချင်းတွေကိုလည်းကျွန်တော်သူတို့ရဲ့လိပ်စာတွေနာမည်အားလုံးကိုကျွန်တော် record လုပ်ထားပါတယ်နောက်များမှာကျွန်တော်ကြုံကြိုက်လို့ရှိရင်အဲ့ဒီလူတွေကိုဦးစားပေးပြီးတော့ကျွန်တော်ကြည့်လို့ရအောင်စီစဉ်ပေးဖို့ကိုလင်းနဲ့ကျွန်တော်စီစဉ်ထားပါတယ်အားလုံးမင်္ဂလာပါကျွန်တော်စီစဉ်နောက်ဆုံးတစ်ပုဒ်အနေနဲ့ဒီလောကထဲမှာကျွန်တော်ရဲ့ဘဝကိုပြောင်းလဲစေတဲ့သင်တစ်ပုဒ်ကိုကျွန်တော်တည်ဆိုချင်ပါတယ်